ရဲဝင်းဦးဆိုတာဘယ်လိုကောင်းလဲတက်ချုပ်အပြောင်းလဲမတိုင်ခင်ထိစစ်ကောင်စီမီဒီယာတွေမှာအာဏာသိမ်းကောင်းဆောင်မင်းအောင်လှိုင်နဲ့အတူမကြာခဏပေါ်လာတတ်ပေမဲ့ပြည်သူတွေကသူ့ကိုတိတ်ပြီးသတိမပြုမိကြပါဘူးဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာတော်လှန်ရေးလှုပ်ရှားမှုသတင်းများကိုစစ်ကြောရေးငရဲကမ်းများမှရယူပေးခြင်းစစ်ကောင်စီစန့်ကျင်သူများကိုနှိမ်နင်းခြင်းဖြင့်တခင်အားရအောင်ပြုလုပ်ပေးတဲ့အတွက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိခဲ့သူဖြစ်လာပါတယ်။ရဲဝင်းဦးဟာမင်းအောင်လှိုင်ရဲ့လူယုံဖြစ်ယုံတာမကသူ့မိသားစုအဆင့်အထိနီးကပ်တဲ့ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။သူဟာဗိုလ်တင်တန်း ODS အပတ်စဉ်89မှဆင်းခဲ့သူဖြစ်ပေမဲ့မင်းအောင်လှိုင်မိသားစုနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတာကြောင့် DSA ဇင်းများကြားမှာရဲဝင်းဦးဟာယာရုအတက်မြန်ခဲ့သူဖြစ်ပါတယ်။စစ်ဆေးတက္ကသိုလ်ကျောင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့အဲ့ဒီနောက်မှာတော့စာရခခေါင်းဆောင်ဖြစ်လာပါတယ်။သူဟာစစ်ကောင်စီရဲ့တွဲဘက်အတွင်းရေးမှုလည်းဖြစ်ပါတယ်။ဒါပေမဲ့တိုက်ခိုက်ရေးစွမ်းဆောင်ရေးဘိုင်းမှာလောက်လာပြစရာမရှိခဲ့သူဖြစ်ပါတယ်။အာဏာသိမ်းမှုအစအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များကိုဖမ်းဆီးရမှာကြီးကြပ်ခြင်းဖြင့်အစပြုလိုက်ပြီးအာဏာသိမ်းပြီးနောက်သူ့ရဲ့အရေးပါမှုအခမ်းကဏ္ဍကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့ဟာနေပြည်တော်မှာရှိတဲ့သမရအိမ်တော်နဲ့ညာနန်းပုံသာလမ်းမှာဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်များကိုဝင်ရောက်စီးနင်းရာမှာဦးဆောင်ခဲ့သူများဖြစ်တယ်လို့သမရဦးဝင်းမြင့်ကစစ်ကောင်စီထိန်းချုပ်မှုအောက်ကတရားရုံးကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။စစ်ကြောရေးငရဲခမ်းများရဲ့ပဲ့ကိုင်ရှင်2021အာဏာသိမ်းမှုကိုဆန့်ကျင်ပြီးငြိမ်းချမ်းစွာဆန္ဒပြသူများကိုသွေးချောင်းစီးဖြိုခွဲခြင်းဖမ်းဆီးပြီးစစ်ကြောရေးမှာရက်ဆက်ကြမ်းကြုတ်မှုများပြုလုပ်ခြင်းများကိုခေတ်အဆက်ဆက်စစ်တပ်ရဲ့ပုံစံအတိုင်းရဲဝင်းဦးကဦးဆောင်ကပြုလုပ်ခဲ့သူဖြစ်ပါတယ်။အဲ့ဒီစစ်ကြောရေးများဟာရခင်ဗိုလ်ချုပ်ကြီးခင်ညွန့်ဦးဆောင်မှုဖြင့်နာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့စစ်ထောက်လှမ်းရေးဌာနကိုဆက်ခံကစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးစာရခကအဓိကလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ရခင်စစ်တပ်ထောက်လှမ်းရေးအဖွဲ့ဝင်များလိုစာရခအဖွဲ့ဝင်များဟာဖမ်းဆီးထားသူများထံမှသတင်းရယူရန်အတွက်ညှဉ်းပန်းနှိပ်စက်နည်းမျိုးစုံကိုလူမဆန်စွာကျင့်သုံးကြပါတယ်။စစ်ကြောရေးပြုလုပ်နေစဉ်မှာအကျဉ်းသားသေဆုံးသည့်အထိလောက်ကင်ရကြသူတွေဖြစ်ပါတယ်။စုပွက်နေတဲ့အရေးဒါမှမဟုတ်ဓာတုဆေးရည်များကိုစစ်မေးခံရသူရဲ့ပါဇက်ကနေဝမ်းပိုက်အတွင်းသို့လောင်းထည့်ခြင်းအခြားနည်းများဖြင့်လည်းရုပ်အင်္ဂါပျက်စီးစေရန်တမင်ပြုလုပ်ပြီးပုံစံပြည့်ရွှင်းနေတဲ့အလောင်းများကိုမိသားစုထံပြန်ပို့ကပေါ်တင်ချင်းချောက်သည့်အထိလောက်ကင်ကြပါတယ်။ဒါအပြင်နှိပ်စက်သည့်နီးလန်းများထဲမှယောက်ျားချင်းမရင်းကျင့်ခြင်းများကိုပါလှုပ်ဆောင်ကြပါတယ်။အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာစစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်မှုများအတွင်းသေဆုံးမှုများမြင့်တက်လာရပါတယ်။စစ်ကြောရေးစခန်းများမှာသေဆုံးသူ200ကျော်ရှိကြောင်း NUG လူအခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ပြောဆိုထားပြီး AAPP ရဲ့မှတ်တမ်းအရဖမ်းဆီးခံထားရစဉ်သေဆုံးသူစုစုပေါင်း909ဦးရှိခဲ့ပါတယ်။အဲ့ဒီထဲမှာ PDF တပ်ဖွဲ့ဝင်များ NLD အဖွဲ့ဝင်များနဲ့ဖမ်းဆီးခံရတဲ့အရက်သားများပါဝင်ပါတယ်။အဲ့ဒီစစ်ကြောရေးငရဲခမ်းများရဲ့ပဲ့ကိုင်ရှင်စစ်ဖက်ရေးရာလုံခြုံရေးအကြီးအကဲစစ်ကောင်စီငရဲခမ်းများရဲ့အကြီးအကဲဟာရဲဝင်းဦးဖြစ်ပါတယ်။စစ်ကောင်စီကဖမ်းဆီးထားသူ15000ကျော်ရှိပြီးစစ်ကြောရေးစခန်းများမှာညှဉ်းပန်းနှိပ်စက်မှုကြောင့်သေဆုံးသူများများပြားခဲ့ရပါတယ်။စစ်ကြောရေးတွင်မှာကြားမမရွေးလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများပါဖြစ်ပွားနေရခြင်းကိုလည်းကြုံတွေ့ခဲ့ရသူများနဲ့စစ်ကောင်စီမှဗတ်ပြောင်းလာသူတို့ရဲ့ထွက်ဆိုချက်များအရလည်းသိရပါတယ်။ဖမ်းဆီးခံထားရသူများကိုညာရင်းချင်းတပ်ဖြတ်ပြီးမိသားစုများကိုနောက်နေ့မှအတိပေးခြင်းများပြုလုပ်ကျူးလွန်ကြပေမဲ့အဲ့ဒီဖြစ်ရက်တွေအတွက်တာဝန်ရှိသူများကိုလည်းယနေ့အချိန်ထိအရေးယူခြင်းမရှိပါဘူး။မင်းအောင်လှိုင်ရဲ့လက်ယုံစစ်အာဏာသိမ်းမှုဆန့်ကျင်သူအင်အားစုများကိုဒုဗိုလ်ချုပ်ကြီးရဲဝင်းဦးကရက်ဆက်ကြမ်းကြုတ်စွာနှိမ်နင်းခြင်းစစ်ကောင်စီကိုဆန့်ကျင်တဲ့ပြည်သူများစီးပွားရေးလုပ်ငန်းရှင်များ NUG PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြောင်းထောက်လှမ်းရန်အတွက်စာရခကိုအားကိုးရခြင်းတက်တွင်းပုံကံမှုများဖြစ်ပေါ်မလာစေရန်အချင်းချင်းပြန်ပြီးထောက်လှမ်းနှိမ်နင်းခြင်းစတဲ့မင်းအောင်လှိုင်အတွက်အဓိကကျတဲ့ကိစ္စများကိုကင်တွယ်ပြီးမင်းအောင်လှိုင်ရဲ့လက်ယုံဖြစ်လာသူဖြစ်ပါတယ်။ရဲဝင်းဦးဟာတာမန်စစ်အရာရှိတဦးမဟုတ်ဘဲ
အာဏာသိမ်းစစ်တပ်ရဲ့အရေးကြီးဆုံးရန်တရားတစ်ခုကိုကင်တွယ်ခဲ့သူတော်လှန်ရေးကိုနောက်ွယ်ကနေအထီးရောက်ဆုံးထိန်းချုပ်ဖိနှိပ်ခဲ့သူအာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ယုံကြည်မှုကိုအပြည့်အဝရရှိခဲ့သူစစ်ကြောရေးကန်းအမှောင်ထဲမှာဘဝပေါင်းများစွာကိုဖျက်ဆီးခဲ့တဲ့မင်းအောင်လှိုင်ရဲ့လက်ယုံရာဇဝတ်မှုများရဲ့ပဲ့ကိုင်ရှင်စစ်ကြောရေးငရဲကန်းများရဲ့အဓိကတာဝန်ရှိသူတဦးဖြစ်ပါတယ်။ဒါကြောင့်ပျက်စီးသွားခဲ့ရတဲ့ဘဝပေါင်းများစွာရဲ့တရားမျှတမှုအတွက်အဓိကပြစ်မှတ်ထားပြီးမေ့မပစ်ဖို့လိုသူတဦးဖြစ်ပါတယ်။